ရပါတယ်ရှင်းအောင်ပစ္စည်းနဲ့ပတ်သက်ရင်တော့ကြိုက်တာမေးပါဟုတ်ကဲ့ကျွန်တော်တို့ကသူပြည်သနာဌာနမှာလှုပ်လာလဲချက်ကြည့်ပဲနော်ကိုဒီပဲဆရာဒီဒီကဒါရှေးအောင်လက်စွပ်လေးပေါ့ဆရာကျွန်တော်ညီလေးဟိုတွက်လက်နဲ့ကျွန်တော်3350တန်းလက်စွပ်ကြီးနဲ့ကျွန်တော်လဲလိုက်တာအော်ဟုတ်ကဲ့ဆရာဒါဘယ်နှစ်ခုနှစ်လောက်ကရှေးအောင်ပစ္စည်းဖြစ်ပြီးတော့ဒီထက်ကကြောက်ကဘာကြောက်ဖြစ်မလဲဆရာအော်ကျွန်တော်ကြည့်ပေးမယ်နော်အဲ့ဒါရောက်တယ်ဘောရရ350တန်းကျွန်တော်လဲလိုက်တာဝိတန်ဝိုင်းကိုကလာကြားဆရာမြက်ပြီးတင်တယ်ဟာခမရအပျော်တော့အရင်မလွန်နဲ့ဟုတ်ကောခံရပြီရောက်ရက်တော့ယူပါတော့တေချာလေးလဲထိုင်တာဟုတ်ကဲ့ဆရာမလေးဘုံဝါပြုတ်ကြမှာဆိုလို့မလေးဆရာစိတ်ကလေးလဲခိုင်ခိုင်တာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာရေးလိုက်ရေးလိုက်ဖြစ်တယ်ခင်ဗျာဒီလက်စွပ်ကလေဟုတ်ကဲ့ဆရာဘယ်လောက်တန်မလဲဆရာဘလောက်မှမတန်ဘူးဘလောက်မှမတန်ဘလောက်မှမတန်ဆရာဘလောက်မှမတန်လားဆရာဘလောက်မှမတန်ဘူးခင်ဗျာသိစားကြည့်ပါဦးဆရာရှင်းအောင်မသိဘူးဆရာမဟုတ်ဒါကလေဟုတ်ကဲ့ဆရာရွှေမဟုတ်ဘူးဗျာအဖိုးကြီးမိုးကြိုးနဲ့ကြီးနဲ့ရောထားတဲ့ဟာရှင်းရွှေမဟုတ်ဘူးလားဆရာမဟုတ်ပါဘူးဟိုဒါရွှေရတန်မိုးမရှိဘူးနဲ့ဒီကြောက်ကတော့တန်မိုးရှိမှာဆရာသိစားကြည့်ပါဦးဆရာခဏဒီကြောက်ကိုလေဟုတ်ကဲ့ကျွန်တော်တခါမှမမြင်ဘူးလားရှာပါကြောက်ကျွန်တော်လုပ်တဲ့အတွေ့အကြုံများပြောတာနော်ဒါပလဲလည်းမဟုတ်ဘူးဟုတ်ကဲ့ဆရာဂုံမဟုတ်လည်းမဟုတ်ဟုတ်ကဲ့ဆရာအမလည်းမဟုတ်ဘူးအဲ့ဒါဘာမှမတန်ဘူးပေါ့ဘာမှလည်းမတန်ဘူးကောင်ကောက်ချင်းနေပါပြီဟောတွက်လက်တော့ခေါ်တယ်တွက်လက်တော့ခေါ်ဟာရှင်းအောင်ပစ္စည်းပေါ်ကနေငါ့ကိုလောက်ပါပြီဟာသူကရောအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးလေဒါပေမဲ့ကျွန်တော်မြင်ရတော့ဘာမှမတန်ဘူးဘာလို့ဖြစ်လဲဟုတ်ကဲ့ရငါလည်းစုပြန်ပြီဘာပြန်ပြရမှာပြန်မင်းတို့ကဘာမှမဟုတ်ဘူးတဲ့ဒီကြောက်ကဘာလဲရောဒီကြောက်ကဘာကျွန်တော်အဖေရဲ့အေးသိတယ်ဘောကအဲ့ကြောက်ကဘာကြောက်လဲမင်းဖွေဘာပြောခဲ့လဲပြောခဲ့တယ်လေဒီကရွှေမဟုတ်ဘူးတဲ့ကျွန်တော်အစောကြီးကပြောထားပြီးသားလေကျွန်တော်လည်းအဲ့ဒီကြောက်ချောင်းကိုကျွန်တော်တေချာရှင်း